တက်ကိုအာနာကြီးမလာတဲ့ကူမီသားစုရဲ့အကြီးအကဲကူလော့လောင်ဟာညာရင်းချင်းပဲလာရောက်တူးထောက်ရှုံးပေးပြီးကားမဲကြီးနဲ့ပြန်လဲထွက်ခွာသွားခဲ့ပါပြီအိမ်ရှိမှာကြံရစ်ခဲ့တဲ့စုမီသားစုဝင်တွေကတော့မျက်စိရှိမှတင်မြင်တွေ့ခဲ့ရတဲ့မယုံနိုင်စရာမြင်ကွင်းကြောင့်တယောက်ကိုတယောက်ကြည့်ပြီးစွန့်လို့နေကြဆဲပါနောက်ရက်မှာတော့စုမီသားစုရဲ့မိခင်ဝမ်ကျဲတယောက်မာကြောင်ဝိုင်းမှာမျက်နှာပွင့်လို့နေပါတယ်အတူကစားဖော်တွေကဝမ်ကျဲညီတမက်ကတကယ်ကိုကူမီသားစုကိုတူးထောက်ခိုင်းလိုက်တာလားလို့မေးတဲ့အခါသူမကမျက်နှာကြီးစော်ကနဲ့ဒါပေါ့ငါမျက်စိနဲ့တက်အပ်မြင်ခဲ့တာကူဖိုးကြီးကငါတမက်ရှိမှာဝစ်စင်းပြီးတူးထောက်သွားတာလေလူကိုအထင်မသေးတဲ့လူဆိုတာရုပ်ရည်နဲ့ဆုံးဖြတ်လို့မရဘူးဆိုပြီးဝင်းကြွားစွာကြွားလုံးထုတ်ပါတော့တယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့အခြေအနေကတခြားစီပါအပြင်မှာလူအများကြောက်ရွံ့ရတဲ့သူမရဲ့တမက်လူယွမ်ဟာအိမ်မှာတော့တာမန်အတိုင်းစပွဲတုပ်ပြီးအိမ်လုပ်ငန်းတွေကိုလုပ်ကင်နေပါတယ်ဝမ်ကျဲကသူ့ကိုအရင်လိုစူပူချိန်မောင်းမှုပြင်လိုက်ပေမဲ့မင်းညကဖြစ်ရက်ကိုတတိယသွားပြီးချက်ချင်းပဲလေတံပြောင်းကအမူအရာပြတ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဇနီးဖြစ်သူစုဝမ်ကအောက်ထပ်ကိုဆင်းလာပြီးဂူမီသားစုကတကယ်ပဲငါတို့ပိုင်ဆိုင်မှုတွေကိုပြန်ပေးတာလားလို့လာရောက်မေးမြန်းပါတယ်ခင်မုန်းဖြစ်သူလူရှမ်းစိန်ကအေးစိတ်တည်ငြိမ်စွာနဲ့ပဲမနှက်ဖြန်ကြရင်အကောင့်ထဲငွေတွေဝင်လာလိမ့်မယ်လို့ခက်ပြက်ပြက်ပြန်ဖြေလိုက်ပါတယ်ဝမ်ကျဲကတော့ဇဝေဇဝါနဲ့စဉ်းစားမရနိုင်ပဲထားလိုက်ပါတော့သမင်းစားရအောင်ဆိုပြီးစကားဖြတ်လိုက်ရပြီးစုဝမ်ကလည်းဒီနေ့တော့မေမေရှင်းကိုမဆဲတော့ဘူးနော်လို့ခက်ပြုံးပြုံးပြောလိုက်ပါတယ်တမတ်ဖြစ်သူလူယွန်ကအိမ်တွင်းပစ္စည်းတွေပြင်ဆင်နေတဲ့အချိန်မှာတော့အရင်ကသူ့ကိုအမြဲအနိုင်ကျင့်ခဲ့တဲ့စုဝမ်ရဲ့မောင်ငယ်လေးကလေတံပြောင်းလာပါတယ်လက်ဖက်ရည်ခွက်ကိုရိုးရိုးတေးတေးကိုင်ဆောင်ကခဲအိုလက်ဖက်ရည်တောက်ပါအိုခဲအိုရဲ့လက်ရာကတကယ်ကိုမသေးဘူးပဲအပြင်မှာပြောကြတဲ့အတိုင်းခဲအိုကအရေးချင်းတွေကိုလှုပ်ဝက်ထားတာပဲဖြစ်ရမယ်ဆိုပြီးဖားရကချင်းကပ်လာပါတော့တယ်သူအခုလိုဖားနေရတဲ့တကယ်အကြောင်းရင်းကတော့ငွေချေးခြင်းလို့ပါသူကကျွန်တော်လုပ်ငန်းတစ်ခုမျက်စိကျထားတယ်ခဲအိုတေချာပေါက်မြတ်မှာဒါပေမဲ့စတင်ဖို့ရင်းနှီးငွေနည်းနည်းလိုနေလို့ဆိုကငွေ9တန်း900ဝန်းထုတ်ချေးဖို့တောင်းဆိုလာပါတယ်ထိုအခါခဲအိုဖြစ်သူလူရှန်စိန်ကတည်ငြိမ်တဲ့မျက်နှာထားနဲ့မင်းပြီးခဲ့တဲ့လကလာစာဘယ်လောက်ရလဲလို့မေးလိုက်ပါတယ်ကောင်လေးကတုတ်တုတ်နဲ့ကျွန်တော်ကအခုမှလုပ်ငန်းစမလို့လေလို့ဖြေတဲ့အခါလူယွန်ကအဲ့ဒါဆိုရင်မင်းမအလုံးမရှိဘူးပေါ့ဖာလို့ပညာသားပါနဲ့ရိုးရိုးရှင်းရှင်းလေးပဲတုတ်ပြန်ပြီးကောင်လေးကိုစကားဆိုခံလိုက်ရပါလိုက်တဲ့အခါမှာတော့နောက်ပိုင်းလေးကိုဆက်လက်အားပေးမှုအသေးလေးတွေနှိပ်ခဲ့ပါအောင်